မှာအလဲထိုးနိုင်ခဲ့ပေမဲ့အိမ်တောင်ရေးမှာတော့အစားထိုးခံရပြီးအပြတ်သက်ရှုံးနိမ့်သွားခဲ့ရတဲ့ UFC Fighter ကြီး UFC ရဲ့ Middleweight နဲ့ Lightweight တန်းတွေတိုင်းလိုမှာချန်ပီယံကပတ်ဆုရှင်ဖြစ်ခဲ့တဲ့ UFC Fighter ကြီး Lilia Topuria ကတော့လက်ရှိမှာအိမ်တောင်ရေးပြဿနာတချို့နဲ့ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ Topuria ကပွဲတိုင်းမှာပြိုင်ဘက်ကိုအနိုင်ယူအလဲထိုးနိုင်ခဲ့ပေမဲ့အိမ်တောင်ရေးမှာတော့အနိုင်မယူနိုင်ခဲ့တဲ့အပြင်အစားထိုးခံခဲ့ရပါတယ်။ Topuria ကသူ့ရဲ့အိမ်သူသက်ထားကိုတကယ်ချစ်မြတ်နိုးခဲ့ပေမဲ့အိမ်သူသက်ထားကတော့ Topuria ရဲ့ချစ်ချင်းတွေကိုမျက်ကွယ်ပြုသွားခဲ့တာပါ။ Topuria နဲ့သူ့ရဲ့ချစ်သူအိမ်သူသက်ထားတို့ကတစ်ချိန်ကတော့အများအားကျစရာကြိုးကြမောင်နှံဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တတိယလူဝင်ရောက်လာရာကနေအိမ်တောင်ရေးပြိုကွဲခဲ့ရတာပါ။လက်ဝဲကျိုးဝိုင်းတွေထဲမှာချန်ပီယံဖြစ်ခဲ့တဲ့ Topuria တယောက်အိမ်တောင်ရေးကျိုးဝိုင်းမှာတော့ပြန်မထနိုင်လောက်တဲ့ထိုးချက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Topuria ရဲ့ဇနီးသည်ကသူကိုယ်တိုင်ဖောက်ပြန်ခဲ့ပေမဲ့ Topuria စီကွာရှင်းခွင့်အရင်တောင်းခံခဲ့တာပါ။ဒါအပြင် Topuria ရဲ့အစည်းစိမ်တွေကိုလည်းရော်ကြေးအဖြစ်ခွဲပေးဖို့တောင်းဆိုခဲ့တာပါရှင်။တကယ်လို့သာသူ့ကိုရော်ကြေးပေးမကွာရှင်းဖို့ဆိုရင်အိမ်တွင်းအကြမ်းဖက်မှုနဲ့တရားစွဲမယ်လို့ပါချိန်ချောက်ခဲ့သေးတာပါ။ Topuria ခမညာကလေးတွေကိုအုပ်ထိန်းခွင့်အပါအဝင်ဇနီးသည်နဲ့အတူတရားရုံးမှာအမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကလေးအုပ်ထိန်းခွင့်ကလွှဲရင်ကျန်တဲ့တရားခွင်တွေမှာအနိုင်ရခဲ့ပြီးကလေးအုပ်ထိန်းခွင့်ကတော့ဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ Topuria ရဲ့အဖြစ်အပျက်ကလူမှုရေးဖောက်ပြန်ခြင်းသူတွေအတွက်ချမ်းသာကြွယ်ဝမှုတွေအောင်မြင်မှုတွေနဲ့ချစ်ချင်းမြတ်တာတွေကမလိုအပ်ဘူးဆိုတာကိုမိမောင်းထိုးပြလိုက်တယ်လို့ပါပဲနော်။မြတ်တာရေးမှာတယောက်တည်းနဲ့မတင်းတိမ်နိုင်တဲ့သူတွေကဘလို့အခြေအနေမျိုးမှမစိုးတတိယလူနဲ့အစားထိုးနိုင်ကြောင်း Topuria ရဲ့ဇနီးသည်ကသက်သေပြသွားခဲ့တာပါ။ပွဲတိုင်းမှာအလဲထိုးနိုင်ခဲ့ပေမဲ့အိမ်တောင်ရေးမှာတော့အစားထိုးခံရပြီးအပြတ်သက်ရှုံးနိမ့်သွားခဲ့ရတဲ့ UFC Fighter ကြီးအတွက်အားပေးနှစ်သိမ့်စကားလေးတွေပြောပြခဲ့ပါအောင်ရှင်။ဂျေယပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။